ငါးပါကလေးကြောက်ကျွန်တော်ထားတယ်ဒီနေ့မင်္ဂလာပါဘုံနဲ့မိတ်ဆွေတွေခေါ်အောင်1990နဲ့ပတ်သက်ပြီးတော့ကိုရအောင်အားလုံးမင်္ဂလာပါခေတ္တအောင်မနက်မှာရှိတဲ့လူတွေအားလုံးကျွန်တော်1990တွေအားလုံးကအခုကစမာတွေအေဂျင့်တာနဲ့တောင်းဆိုလို့ရအောင်1990 Coffee and Tea ဒီ Grand Monument shopping mall မှာလာရောက်ဝေးလာခြင်းဖြစ်ပါတယ်အားလုံးကိုလာရောက်တောင်းဆိုကြဖို့တက်ကပါတယ်ခင်ဗျာအခုလိုပြကြပြညီလေးကျေးဇူးတင်ပါတယ်ခင်ဗျာညီလေးနာမည်ခေါ်ပါတယ်နော်1990မှာတော့ထိုင်ဖို့နေရာတစ်ခုတော့တွေ့ရပါညီလေး1990မှာ1990မှာ easy ထိုင်လို့ရပြီညီလေးကဲမော်နယ်ကျွန်တော်တငယ်ချင်းမိတ်ဆွေတွေနဲ့မိတ်ဆွေတွေကျွန်တော်တို့မော်နယ် shopping mall ကြီးတွေဖွင့်နေပါပြီကျွန်တော်တို့ရဲ့ဒီမှာဆိုလို့ရှိရင်เนาะဒီအပေါ်ထပ်မှာကျွန်တော်တို့ကားပါကင်နေရာရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဈေးနာဈေးအပေါ်ထပ်မှာကားပါကင်ရှိပါတယ်ဒီကားပါကင်ကိုလည်းဒါကားတွေဒါပါကင်တက်လာတာဖြစ်ပါတယ်ခင်ဗျာเนาะကားပါကင်နေရာဖြစ်ပါတယ်ဒါကျွန်တော်တို့ဒါတော့ကျွန်တော်တို့ကားပါကင်နေရာပြီးတော့တွေ့မြင်ရတယ်เนาะမော်လမြိုင်ကနန်းလာဘက်ခြံဖြစ်ပါတယ်ခင်ဗျာဟုတ်တယ်ညီလေးပုံရိုက်ဖို့နေရာတိုးလာပြီပုံရိုက်ဖို့တော်တော်ရိုက်ဖို့ညီလေးတကယ်ကိုမိုက်တာညီလေးကျွန်တော်တို့ပုံမှာကားပိုက်ကင်နေနဲ့ရိုက်ထားလို့ရပါတယ်ခင်ဗျာအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော် level 4ဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်လည်းငယ်ကြီးနေကျွန်တော်ရောက်နေတဲ့နေရာကဒါ level 4ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခု level 3ကိုကျွန်တော်ဆင်းမှဖြစ်ပါတယ်ကျွန်တော်မွန်မြန်မျိုးကနေနေရလူတွေလာလို့ရပါခင်ဗျာဒီနေ့ဖွင့်လိုက်ပါပြီနော်ကျွန်တော်တို့မှာဆိုရင်ဓာတ်လီကားနဲ့စီးဓာတ်လီကားလည်းရှိပါတယ်ခင်ဗျာနော်ဓာတ်လီကားနဲ့လည်းဆင်းခွင့်ရတယ်ခင်ဗျာဒါဓာတ်လီကားဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့ကတက်လီကားပြပါတယ်နော်ဒီ
ဒါကျွန်တော်တို့အပေါ်မှာ coffee shop တို့ဆိုင်လို့ဖြစ်ပါဦးဗျာနော်ဟုတ်လား just ဆိုင်ပေါ့နော်ဆိုင်မို့တော့မတင်ရဘူးလက်မညာမတင်ဘူးဒီဆိုင်ဖြစ်ပါတယ် just ဆိုင်ဖြစ်ပါတယ်ဒီဘက်မှာတော့ကျွန်တော်တို့ဒါရွှေမျက်မှန်ခမင်းမောင်းဖြစ်ပါတယ်ခင်ဗျရွှေမျက်မှန်ခမင်းမောင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်ချမ်းမှာလို့ကျွန်တော်ညာတင်လာတာကလေးတွေဒီစော့တဲ့ကစားကွင်းဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်အစုံပါခင်ဗျဒီစော့တဲ့ကစားကွင်းပါခင်ဗျဒီကစားကွင်းSacale due, Mile. Che vuoi? Kenapa di mana kan? Aku minggu apa aku? ကျွန်တော်တို့ရွှေမမှန်သမင်းမောင်းပေါ့နော်မော်လမြိုင်ကရွှေတွေကိုကျွန်တော်ဒီဟောလေးကိုဒီလက်စီမှာလာဖို့အတွက်အကိုအားလာဒီထိတ်ကိုပြီးမှကိုဘယ်နေရာမှာရှိတယ်ဆိုတာဟာတရားကြီးဟုတ်ဒီလိုအစားတော့ဟုတ်အဲ့မှာတော့ရှင်နေမလဲရှင်မတ်ဘောမေအောင်မေးတဲ့လာဖို့တဲ့ဖိတ်ခေါ်တော့မော်လမြိုင်လူတွေကိုလို့ပေါ့ဒီနေ့စပြီးတော့နေ့စဉ်ဖွင့်ပြီပေါ့မနေ့ပဲကျန်းတဲ့ပဲကျင်းကြီးဖွင့်တယ်လို့9 နိုင်နေည9 နိုင်မနေ့9 နိုင်နေည9 နိုင်ဒီပိတ်ရမရှိနေ့စဉ်ဖွင့်တယ်ဟုတ်ကဲ့အခုလိုပြကြပေးတဲ့ကိုကျေးဇူးတင်လားဆိုလားဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကျေးဇူးပါကျွန်တော်တို့ဆင်းတဲ့နေရာ level
level 4ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်သွားမယ့်နေရာတော့ level 3ပေါ့နော်ဒါကျွန်တော် level 3ကျွန်တော်တို့ဒီမှာဆက်လီကားတွေနဲ့ကျွန်တော်တို့ဆင်းရတာဖြစ်ပါတယ်ဒါကျွန်တော် level 3သွားမှာဖြစ်ပါတယ်ဒီနေရာဖွင့်မယ်လို့ဆိုလူများပါတယ်ခင်ဗျာကျွန်တော် level 3သွားမှာဖြစ်ပါတယ်โอเคဒါ level 3မှာရောက်တဲ့နေရာဖြစ်ပါတယ်ခင်ဗျာဟုတ်ကျွန်တော် level 3မှာပါခင်ဗျာနော်ဟုတ်ကျွန်တော်တို့လာ CD map တွေလည်းမကြခင်မှာလာတော့မယ်ခင်ဗျာနော်ကျွန်တော်တို့ level 3ဖြစ်ပါတယ်ဟုတ်ညဟိုကျွန်တော်ပုံမှန်၄စဉ်ရဟုတ်မနေ့9နိုင်ရနေပြီးတော့မနေ့9နိုင်ရနေပြီးတော့ည6နိုင်ကြီးည9နိုင်အထိနေ့စဉ်ပိတ်ရမရှိဖွင့်မယ်ခင်ဗျဟုတ်ကျွန်တော်တို့ဒါကျွန်တော်ဖွင့်ပွဲနေ့ဆိုတော့ကျွန်တော်တို့ customer တွေကဒါနေ့ပြပါကျွန်တော်တို့ကစီစဉ်လည်းရှိပါတယ်ခင်ဗျကျွန်တော်တို့လမ်းဆောင်မတက်နိုင်တဲ့ကျွန်တော်ဒက်လီကားနဲ့လည်းတက်လို့ရပါတယ်ခင်ဗျဒက်လီကားရှိတယ်ဆက်လီကားရှိပါတယ်ဒါကတော့ကျွန်တော်ရောက်တဲ့နေရာဒါကျွန်တော် level 3ဖြစ်ပါတယ်ဟုတ် level 3ပါခင်ဗျဟုတ်ဒါ level 3ကနေရောလဲကျွန်တော်တို့ဒါကားပါကင်ဆိုတဲ့ level 3ကနေတော့တိုင်းလာလို့ရပါတယ်ခင်ဗျဒါ level 3ပါခင်ဗျဟုတ်ဒါ level 3ကနေပြီးတော့level 3ကနေပြီးတော့ဒါကားပါကင်လာလို့ရပါခင်ဗျဒါကားပါကင်တော့ကားပါကင်တွေတောက်လျှောက်ပုံမှာထားလို့ရပါတယ်ဒါ level 3ပါခင်ဗျပြီးရင်ကျွန်တော်တို့ငယ်ချင်းတွေတော့ level 2ကျွန်တော်ဆင်းပြမှာဖြစ်ပါတယ်level 3ရနေပြီးတော့ကျွန်တော်တို့က level 2ဆင်းမှာဖြစ်ပါတယ်ခင်ဗျဟုတ်ဒါပုံမှန် level 3ပါခင်ဗျအခုက level 2ပါခင်ဗျအခုကျွန်တော် level 2ဆင်းနေတာဖြစ်ပါတယ်ခင်ဗျဟုတ်ဗျာဒါကတော့ကျွန်တော် level 2ဖြစ်ပါတယ်ခင်ဗျနော် level 2ကဆိုင်နေပါခင်ဗျဟုတ် level 2ကဆိုင်နေပါခင်ဗျlevel 2ကဆိုင်နေဖြစ်ပါတယ်ခင်ဗျာဆောင်းနေကြတယ်ဟုတ်ဆိုင်ရထားဖို့နေရာလည်းရှိပါတယ်ခင်ဗျဟုတ်ဒါဒီကနေ့ဆက်လက်ကြည့်ပါဦးဗျာlevel 2မှာတော့ကျွန်တော်အဝတ်ထည်တွေများပါတယ်ဒါ level 2မှာဒီနေ့ကဖွင့်မယ်လေးဆိုတော့လူတွေစီကားလာပြပါတယ်ကျွန်တော်တို့
ဒီနေ့မင်္ဂလာပါ မင်္ဂလာပါ မွန်နယ်မိတ်ဆွေကစတမာတွေမွန်ရွာဝှစုံနဲ့ပတ်သက်ပြီးတော့ကွန်မစ်ဆိုနည်းနည်းဒီဘက်ဒီမှာမွန်ရွာဝှစုံနဲ့ပတ်သက်ပြီးတော့မွန်ရွာပမာဏနှစ်မျိုးကွန်မစ်ဆိုမိတ်ဆက်ပြီးတော့ပြောပြပါမယ်လေငငယ်ရ ကျွန်တော်ဆိုင်ကအဓိကတော့မူရိုးရဖြစ်ဆိုင်လက်လီလက်ကဝေးအားပေးနေတာမငဲတာအောင်ဆောက်ဒီပေါ်လက်ကောဆောက်ပြီးတော့ချိုင်နေရမွန်ချမ်းလာနေနေတော့ဘယ်လိုမှမရဘူး အခုပြရပြညီလေးကျေးဇူးတင်ပါတယ်အကြောင်းကောင်းပါတယ်ညီလေးဟုတ်ပေးရမရှိဘူးခင်ဗျဟုတ်မနေ့ဟုတ်ပေးရမရှိဘူးခင်ဗျဟုတ်ည9:00နာရီဒီဖွင့်တယ်ကြည့်ရတယ်ခင်ဗျဟုတ်ဒါကတော့ကျွန်တော် level 2ဖြစ်ပါတယ်နော်ဟုတ် level 2ရောက်နေတာဖြစ်ပါတယ်ဒါကျွန်တော်ငယ်ကြီးလေးနော် level 2ပြတာပါဒီနေ့ကပုံမှန်နေဆိုတော့လူနည်းနည်းများပါတယ်ကျွန်တော်ငယ်ကြီးလေးနော်မနိုင်ငံနဲ့မှရှိနေတဲ့မိတ်ဆွေတွေမော်လမြိုင်ရောက်လို့ကျွန်တော်တို့ shopping mall လာရောက်လေပတ်ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ကြီးနော်မင်္ဂလာပါဘူးဟုတ်ရုပ်ရှင်ရုံတော့မရှိသေးဘူးခင်ဗျဟုတ်ရုပ်ရှင်ရုံမရှိဘူးဒီနေ့ကကျွန်တော်တို့ဖွင့်ပွဲလေးဆိုတော့မရှိပါနဲ့ခင်ဗျ现在我跟放教练那个家里有。对啦，妈上米线，妈的闹嘛。都比容易些，但是这样不要不要。ကျွန်တော်လည်းငယ်ကြီးလေးဒါမော်လမြိုင်ကနန်းနန်းအားဆံလီခဏဆိုင်ဖြစ်ပါတယ်ဒါကျွန်တော်တို့လည်းဘူလာလက်ဟောင်းပေါ့နော်ဆိုင်ရှုပ်ပါတယ်အပေါ်ကြီး shopping mall မှာတော့ဖွင့်တယ် ပတ်တော့မမင်းကလေးသိရှိသေးတယ်ဒီလေဟုတ်တာကျွန်တော်တို့ညတော့8နာရီဒီဖွင့်တယ်ဗျမနေ့က9လ6ကျွန်တော်တို့ကြည့်ကြပဲကြည့်ရတယ်9လ8လာမလို့လည်းမလည်းပါအခုကျွန်တော်ရောက်တာ level 2ဖြစ်ပါတယ်ခင်ဗျ level 2ပါခင်ဗျဖိတ်ရတော့သွားလိုက်
ဟုတ်ကျွန်တော်လည်းငယ်ကြီးကျွန်တော် level 1ကျွန်တော်ပြန်ပြမှာဖြစ်ပါတယ်ကျွန်တော် level 1တော့ကျွန်တော်ရွှေဆိုင်တန်းနေဖြစ်ပါတယ်နော်ကျွန်တော် level 1ကျွန်တော်ဆင်းပြမှာဖြစ်ပါတယ်ကျွန်တော်ငယ်ကြီးlevel พ่อออกไปว่ากัน level 3 level 3ခုနကကျွန်တော်လာခဲ့တဲ့နေရာ level 3တော့ကျွန်တော် level 1ကျွန်တော်ဆင်းနေမှာခင်ဗျ level 3အပေါ်မှာ level 4အောက်မှာ level 3level 3ပါခင်ဗျာ level 3ပြီးကျွန်တော် level 2ကျွန်တော်ပြန်ဆင်းပြီးမှဖြစ်ပါတယ်ကျွန်တော် level 1ပဲဆင်းမှာဖြစ်ပါတယ်ဟုတ်ပေါ်ဆိုင်တွေကထုံလာမလို့ကျွန်တော်ကြည့်ဟုတ်တာတော့ကျွန်တော် level 1ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့နေတာကျွန်တော်တို့ရဲ့ဒါ level 1မှာရှိတဲ့ဆိုင်ရဲ့ level 2မှာရှိတဲ့ဆိုင် level 3 level 4ပြီးရင်တော့အားဒီကိုကျွန်တော်ဒီမျိုးမှာပြလာတာဖြစ်ပါတယ်ခင်ဗျဟုတ်ဒါတော့ကျွန်တော်ဒါ level 1မှာခင်ဗျဟုတ် level 1မှာဆိုရင်ကျွန်တော် information center ပါမယ်ဗျဟုတ် level 1မှာlevel 1ကဆိုင်ကြီးဖြစ်ပါတယ်ခင်ဗျဟုတ်တယ်ဗျာဗီဒီယိုမှာတဲ့ကိုလာလို့ရှိရင်ပို့ပြီးလှတယ်ဗျဟုတ်ကျွန်တော်မို့လည်းမှာခါတိုင်းဆိုကျွန်တော်တို့ဦးရှင်းဖို့ပဲကျွန်တော်တို့အမိလို့ပြုလို့သွားနေတာအခုနေရာတစ်ပေါ်လာပြီဟုတ်မင်းနာပါဟုတ်ပါဟုတ်ရဲ့အနေနဲ့ရှိတဲ့လူတွေဗာပြောချင်တာမှာမောက်ဆိုင်ရင်ဝင်လေးပါဟုတ်ဟုတ်ကျေးဇူးပါမဟုတ်ပါဟုတ်ကဲ့ပါကျေးဇူးပါမဟုတ်ပါနေရာကျွန်တော်တို့မြိုင်နာအပေါ်ဈေးမှာနိအပေါ်ဈေးမှာပါခင်ဗျနေရာဟုတ်မြိုင်နာပေါ်ဈေးမှာပါအေယာဝတီပန်လည်းရှိပါတယ်ဗျမြိုင်နာပေါ်ဈေးမှာဖြစ်ပါတယ်ဟုတ်သုံးငယ်ကြီးလေးနေရာတော့နေရာမြိုင်နာပေါ်ဈေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်ဒါကတော့ကျွန်တော်အောက်ထပ်ဖြစ်ပါတယ်အောက်ထပ်ကျွန်တော်တို့ကရွှေဆိုင်တန်းလေးဖြစ်ပါတယ်ခင်ဗျဟုတ်ကျွန်တော်တို့ CD man တို့ဘာလို့ကတော့မကြခင်မှာရောက်လာတော့ပေါ့နော် CD man တို့တော့ကျွန်တော်ချက်ခင်တို့ကျွန်တော်တို့စီစဉ်တို့ကျွန်တော်အစုံရှိတယ်ဗျဟိုကဒီနေ့ကဖွင့်ပွင့်လေးဆိုဆိုင်တွေကကျွန်တော်တိတ်မစုံနေဘူးလားဟုတ်ဒါရွှေဆိုင်တန်းဖြစ်ပါတယ်လားဟုတ်ရွှေဆိုင်တန်းမှာlevel 1မှာရှိနေတဲ့ကျွန်တော်ရွှေဆိုင်နန်းဖြစ်ပါတယ်ခင်ဗျ
level 1မှာရှိနေတဲ့ဆိုင်ဖြစ်ပါတယ်နော်ဟုတ်ကစားကွင်းလည်းရှိတယ်ခင်ဗျာကစားကွင်းအပေါ်မှာလေကျွန်တော်စောစောရိုက်ပြလာတယ်ခင်ဗျာဟုတ်ဟုတ်အထည်တွေကတော့ဈေးကြီးလားဆိုတော့ကျွန်တော်တို့မသိရဘူးအကြီးမှသိမှာခင်ဗျာဟုတ်ဟုတ်ဈေးကြီးပေါ်ဈေးမှပါခင်ဗျာဟုတ်ဖွင့်ပြီးကိုဖွင့်ပြီးပြီးသားကြီးကိုဟုတ်လိုက်နေတယ်ဟုတ်တရားဝင်အေးပါတယ်ဟုတ်တရားဝင်အေးတယ်ခင်ဗျာဒါရွှေဆိုင်တန်းဖြစ်ပါတယ်သောတငယ်ကြီးနော်သောတငယ်ကြီးကြော်ပြပါ level 1ကရွှေဆိုင်တန်းဖြစ်ပါတယ်那里，我们说从澳门这片来的，我说你嘛，你看。ဟုတ်နော်ဒါကတော့ဈေးရဲ့အပြင်ဘက်ခြမ်းဖြစ်ပါတယ်ဗျာနော်။သုံးငယ်ကြီးတော့ပြတာဒါဈေးရဲ့ကျွန်တော်အပြင်ဘက်ခြမ်းဖြစ်ပါတယ်။ကျွန်တော်ဒီဈေးဓလိကားအပေါ်မှာ၄ဆင်းရှိပါတယ်ဗျာ။ဟုတ်တလွားနှစ်လွားသုံးလွား၄လွားပါခင်ဗျာ။ဓလိကား၄ဆင်းပါခင်ဗျာ။ဟုတ်ဒီနေ့50နှစ်မြောက်မွန်မြင့်နယ်နေ့အထိမ်းအမှတ်နဲ့ဒီနေ့ဖွင့်တာပေါ့နော်ဒါကျွန်တော်ဒီနေ့ဖွင့်ရတာတည်ရဒီနေ့ဖွင့်တော့ပေါ့နော်ဒီစူပါမားကတ်ရဲ့ဖွင့်ချိန်ကတော့မနက်9:00 နာရီကနေပြီးတော့ည9:00 နာရီထိနေ့စဉ်ပိတ်ရက်မရှိပါခင်ဗျာနော်မနက်9:00 နာရီကနေည9:00 နာရီထိနေ့စဉ်ပိတ်ရက်မရှိဖွင့်ပါခင်ဗျာဟုတ်ဒါတော့ကျွန်တော်တို့ဒါဈေးအပေါ်ဈေးညဖြစ်ပါတယ်ခင်ဗျာဘယ်ချိန်ဖွင့်လဲဆိုတော့ဟုတ်ဘယ်ချိန်ဖွင့်လဲဆိုတော့ကျွန်တော်တို့ဒီမနက်9:00 နာရီကနေည9:00 နာရီအထိနေ့စဉ်ဖွင့်ပါတယ်ခင်ဗျာဟုတ်စီတီမတ်တွေလည်းပါလာခင်ဗျာအတိုင်းကမှစီတီမတ်တွေလည်းရောက်လာတော့တော့စီတီမတ်တွေမဖွင့်ရဘူးခင်ဗျာဟုတ်ဒီမှာကျွန်တော်ချက်ကြော်လည်းရှိပါတယ်ခင်ဗျချက်ကြော်လည်းမရောက်နေဒါချက်ကြော်ကဒီဘက်ချမ်းပါခင်ဗျချက်ကြော်ရှိတယ်ခင်ဗျဟောဒါကတော့ရန်ကျွန်တော်ငပြောဒီတန်းဖြစ်ပါတယ်ငပြောဒီတန်းနေရာနေတော့ကျွန်တော်ဒါရိုက်ပြတာဖြစ်ပါတယ်ခင်ဗျကျွန်တော်ငယ်ချင်းတွေကျွန်တော်နောက်ဓာတ်ပုံလေးကျွန်တော်ရိုက်ပြီးဦးမှာခင်ဗျကျွန်တော်ဂျုံလုံးလေးကျွန်တော်လိုက်လွှင့်ပြီးတော့ကျွန်တော်ငယ်ချင်းတွေဒီများကြီးဖြစ်ပါတယ်ဒီနေ့ကစဖွင့်လိုက်ပါပြီကျွန်တော်ငယ်ချင်းတွေဒါတော့ဈေးကြီးကတော့ဈေးကြီးအပေါ်ဈေးနားမှာဆိုတော့ဒါနေရာတော့နေရာကောင်းမှာเนาะကျွန်တော်တို့ပြောလို့ဆိုလို့ရှိရင်
စီကြီးမှာပါတော့ဆိုတော့ကျွန်တော်အနေနဲ့တော်တော်စီကားမယ်လို့ကျွန်တော်သိပါမယ်ဆရာဒီဘေကကျွန်တော်ငယ်ငယ်ချင်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနော်ဓာတ်ပုံလေးလည်းလိုက်ပါဦးမယ်ကျေးဇူးပါငယ်ငယ်ချင်းအားလုံး